သူ့ရည်စားကိုဖျက်လွတ်သွားတဲ့အဆိုတော်ကြောင့်ကိုမီဒီယာမှာတက်ပြောလာတဲ့ထထထွန်းကိုအယုံကြည်ရဆုံးချစ်သူရည်စားရဲ့ကိုချရဆုံးတငယ်ချင်းရဲ့ဒီညပေါင်းပြီးကိုတစ္ဆာဖောက်သွားရဲဆိုရင်ဘလောက်တောင်ခံစားရနာကျင်ရမလဲဆိုတာကိုချင်းစကြည့်လို့ရပါတယ်ဒီဖြစ်ပျက်ကတော့တခြားသူတွေမဟုတ်ပါဘူးတရုတ်ဆောင်မော်တဲ့ထထထွန်းသူမချစ်သူလွေမိုးနဲ့နာမည်ကြီးဆိုတော်တို့တုံးသွင်းဆိုင်ကြားမှာဖြစ်သွားခဲ့တဲ့နှလုံးသားကြီးကိစ္စရဲ့ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းအင်တာနက်ဆာမျက်နှာပေါ်တွေမှာထထထွန်းရဲ့ချစ်သူလွေမိုးကိုသူမတငယ်ချင်းရင်းဖြစ်သူနာမည်ကြီးဆိုတော်ဝိုင်းစုခိုင်နှင်းကဖျက်လွတ်သွားရဆိုပြီးသတင်းတွေအကြီးကျယ်ထပ်ပေါ်လာခဲ့ပါတယ်ပရိသတ်တွေကြားမှာဒါဟာတကယ်လားကောလာဟလာဆိုပြီးထင်ကြီးပေမဲ့ဝေဖန်မှုတွေဆူညံနေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ထထထွန်းနဲ့လွေမိုးတို့ဟာအတူတူစူးစမ်းရုန်းကန်ပြီးဖုံးဆိုင်ကြီးတစ်ဆိုင်ကိုတော့အောင်မြင်အောင်ဖွင့်လှစ်နိုင်ခဲ့တဲ့အထိနားလည်မှုရှိတဲ့တစ္ဆာရှိချစ်သူတွေလို့အားလုံးကထင်မှတ်ထားခဲ့ကြလို့ပါဒါအပြင်ဝိုင်းစုခိုင်နေတဲ့ထထထွန်းကလည်းမကြသေးခင်ကမှတန်မိုးကြီးလက်ဆောင်တွေပြန်လည်ပေးပြီးအင်တာဗျူးတွေအတူတူဖြေခဲ့ကြတဲ့အင်မတန်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်နေကြပါတယ်ဒါပေမဲ့ဒီကောလာဟာလာတွေဟာအခုဒီအမှန်တကယ်ဖြစ်လာခဲ့ပါပြီအချင်းရင်နဲ့ပတ်သက်ပြီးနှုတ်ဆက်နေတဲ့ထထထွန်းတရားမကြသေးခင်ကပြုလုပ်ခဲ့တဲ့မီဒီယာအင်တာဗျူးတစ်ခုမှာတော့သူမရဲ့ခံစားချက်တွေကိုရင်ခွဲပလက်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်ဒီအင်တာဗျူးမှာအထူးခြားဆုံးချက်ကတော့ထထထွန်းဟာသူမချစ်သူကိုလူယူသွားတဲ့အဆိုတော်ဝိုင်းစုခိုင်တဲ့နာမည်ကိုတရိုက်တက်ပြီးထည့်ပြောခဲ့ပါဘူးဒါပေမဲ့လည်းလိုင်းပေါ်မှာကျန်းနေတဲ့တဲ့တွင်ဟာယုံတဲ့စကားတွေမဟုတ်ပဲအမှန်တကယ်ဖြစ်ကြောင်းကိုတော့တွေ့ဝိုက်တဲ့နီလန်နဲ့တဲ့ကိုအတည်ပြုသွားခဲ့ပါတယ်ထထထွန်းကအင်တာဗျူးမှာပါရီဆက်ပြောခဲ့လဲဆိုရင်သူမအနေနဲ့ဒီကိစ္စရဲ့နောက်ွယ်ကအမှန်တရားအားလုံးကိုအကုန်စင်ထုတ်ဝက်ပြောပြလို့ရပါတယ်အဲ့ဒီလိုအမှန်တရားကိုချပြီးပရိသတ်တွေတနာအောင်လူတွေဆန္ဒလာအောင်ပွဲခံလို့ရပေမဲ့သူမကအဲ့ဒီလိုမလုပ်ခဲ့ပါဘူးဘာကြောင့်လဲဆိုတော့တစ်ဖက်လူကိုလည်းအာနာရဲ့စိတ်ငဲ့ညာတဲ့စိတ်ကြောင့်အမှန်တရားတွေကိုမျိုးသိပြီးနေ့တွေနဲ့ပဲကြိတ်မိတ်သိခံလိုက်တာဖြစ်ကြောင်းရှင်နာနာနဲ့ပြပြလာပါတယ်လူတယောက်ရဲ့ဂုဏ်သိက္ခာကိုငဲ့ညာပြတဲ့ထထထွန်းရဲ့စိတ်ထားကိုလည်းဒီနေရာမှာမြင်တွေ့ရမှာပါဒါအပြင်ထထထွန်းဟာသူမရဲ့ဇက်လန်မှာကိုရိုင်းကတစ္ဆာဖောက်ခဲ့ရတာလို့တိတိကျကျကြီးကိုဝမ်းနဲ့စာနဲ့ရေးဖွင့်သွားခဲ့ပါတယ်။စဉ်းစားကြည့်ပါပရိသတ်ကြီးရဲ့အတူတူလက်တွဲပြီးဘဝကိုတိဆောက်လာခဲ့တဲ့ချစ်သူတစ်ဖက်အလွန်ခင်မရင်းနှီးတဲ့တငယ်ချင်းကတစ်ဖက်ဒီလိုအယုံကြည်ရဆိုလို့နှစ်ယောက်စီကနေမထင်မှတ်ထားတဲ့အချိန်မှာတစ္ဆာဖောက်ကန်လိုက်ရတာဟာမိန်းကလေးတယောက်အတွက်ဘလောက်တောင်ဖြည့်စရခက်တဲ့နာကျင်မှုဖြစ်မလဲဆိုတာကိုပဲချစ်သူကိုဆုံးရှုံးရတဲ့ထက်ယုံကြည်ရတဲ့တငယ်ချင်းတယောက်ကကိုနောက်ကျော်ကိုဓာတ်နဲ့ထိုးသားတာကပို့ပြီးတော့နာကျင်ရတဲ့ဆိုတဲ့စကားလုံးပါပဲအခုချိန်မှာတော့အားလုံးကအားကျရလောက်အောင်ခိုင်မာပါတယ်ဆိုတဲ့ထထထွန်းနဲ့လွေမိုးရဲ့အခြေဟာတငယ်ချင်းဖြစ်သူရဲ့ကြားဝင်လှုပ်ရှားမှုကြောင့်တရားဝင်လန်ခွဲလိုက်ရပြီဖြစ်ပါတယ်ထထထွန်းရဲ့မျက်ရည်တွေနဲ့ရင်ဖွင့်လာတဲ့ပရိသတ်တွေရဲ့ရင်ကိုကူးဆက်လွတ်ခတ်သွားစေခဲ့ပါတယ်